အားလုံးပဲမင်္ဂလာပါခင်ဗျာ Tale of Time Watch Channel မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းလေးကတော့ကျွန်တော် customer တယောက်က Rolex 9လေးတစ်လုံးကိုဝယ်ရှင်နေဆိုတာနဲ့ကျွန်တော်ဒီနေ့တော့ဝယ်ပေးဖြစ်တဲ့အကြောင်းလေးကိုပြောပြပေးမှာပါ Okay let's go Okay ကျွန်တော်ရောက်ပါပြီခင်ဗျာကျွန်တော်ပစ္စည်းထုတ်ဖို့ချိန်ထားတာလေးအချိန်လိုသေးတဲ့အတွက်ကျွန်တော်ကောင်တာလေးတွေပတ်ကြည့်ဖြစ်ပါတယ်ကဲအခု Rolex showroom စီကိုကျွန်တော်တို့သွားရအောင်ပုံမှန်အပြင်အခုလို sport model တွေကို display ပြထားတာမျိုးသိမတွေ့ရဘူးဒီနေ့ကတော့ Digest တွေရော sport model တွေရောသူတို့အမျိုးအစားတော်တော်လေးစုံစုံလေး display ပြထားတာဖြစ်ပါတယ်ဒီနိုင်လေးကတော့ကျွန်တော်မိတ်ဆွေကကျွန်တော် brand new order တင်ထားတဲ့အလုံးလေးဖြစ်ပါတယ်ခင်ဗျာ2025ဖြစ်တဲ့အတွက်ကျွန်တော်တို့ဘူးကွန်လေးရအစား brand new အစိမ်းရောင်လေးဖြစ်သွားပါပြီပစ္စည်းထုတ်ပြီးချင်းမှာပဲကျွန်တော်မိတ်ဆွေကဒီနိုင်တွေကို authentic check လုပ်တဲ့ expert watch မှာကျွန်တော်စစ်ပေးပါလို့ပြောတာ ਨੇ ကျွန်တော်ဒီနိုင်လေးကိုပါတခါတဲ့ expert watch မှာစစ်ဆေးပေးခဲ့ပါတယ်အလုပ်ကိစ္စတွေပြီးပြီဆိုတော့ coffee ချင်းရောက်ပြီပေါ့ဗျာအခုလိုမျိုးနိုင်ကောင်းကောင်းလေးတွေကိုစိတ်ဝင်စားရဲဆိုရင် Tale of Time page လေးကို like and follow လေးလုပ်ထားပေးပါအောင်နော်